Hello မင်္ဂလာပါဒီဗီဒီယိုကတော့ကိုကစိတ်ညစ်တိုင်းစိတ်တော့ကရောက်တိုင်းဘလိုမျိုးစိတ်နေသဘောထားတွေ view ဟာတွေပေါ့နော်ဘလိုပုံစံမျိုးနဲ့အကောင်းဆုံးရင်ဆိုင်ဖြတ်တန်းရမလဲဆိုတာကိုဖြိုးကအရန်ကောင်းတဲ့စာအုပ်တော့အုပ်ရဲ့အနှစ်ချုပ်ကနေပြီးတော့မှမျှဝေချင်ပါတယ်အဲ့တော့ဖြိုးတို့မှာဘဝပေးတာဝန်ရှိပါတယ်အဲ့ဒီဘဝပေးတာဝန်တွေအများကြီးတွေကတစ်ခုကတော့ကျတို့ဒီစိတ်ဖိစီးမှုတွေstress တွေဒုက္ခတွေကိုအကောင်းဆုံးအေးအေးချမ်းချမ်းတိတိငြိမ်ငြိမ်နဲ့ရင်ဆိုင်ဖြည့်ရှင်းနိုင်ဖို့ကဖြိုးတို့အားလုံးမှာဘဝပေးတာဝန်ရှိပါတယ်အဲ့တော့ဒီဗီဒီယိုမှာဖြိုးကအားလုံးအတွက်ဘဝပေးတာဝန်ကိုအကောင်းဆုံးရင်ဆိုင်ဖြည့်ရှင်းနိုင်အောင်လို့ဖြိုးတို့ရွှေနို့ application ထဲမှာရှိတဲ့အရန်ကောင်းတဲ့စာအုပ်တချို့ကနေပြီးတော့မှအနှစ်ချုပ်ကိုဒီဗီဒီယိုအစဆုံးကြည့်လိုက်တာနဲ့နောက်တစ်ခါအခုလက်ရှိပဲဖြစ်ဖြစ်နောင်ကြရင်ပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာဖြစ်မဲ့စိတ်ဖိစီးမှုတွေကိုနံပါတ်1ဘယ်လိုစိတ်နေသဘောထားနဲ့ရင်ဆိုင်ရမလဲဆိုတာသိမယ်နံပါတ်2စိတ် attitude တွေမဟုတ်ဘူးကိုယ့်ရဲ့ behavior လှုပ်ဆောင်ချက်တွေပါဘယ်လိုမျိုး view ဟာတွေနဲ့ရင်ဆိုင်ကြော်ဖြတ်ရမလဲဆိုတာကိုသိသွားမှာဖြစ်ပါတယ်အဲ့စာအုပ်သုံးအုပ်ထဲကပထမဦးဆုံးစာအုပ်ကတော့ဖြိုးအရန်ကြိုက်တဲ့တကယ်သဘောကျလုံးလို့ပေါ့နော်ရွှေနို့ application ထဲမှာဖြိုးထည့်ပေးထားတဲ့စာအုပ်ပါအဲ့စာအုပ်ကတော့လဲပြိုမကြခြင်းအမှုပညာလို့ခေါ်ပါတယ်ပြီးရင်ဖြိုးရဲ့ချစ်ရတဲ့ပေါ့နော်စာဖက်ပရိသတ်တွေနဲ့ဖြိုးရဲ့မြန်မာပြည်ကလူအားလုံးကိုဒီ anti fragile ဆိုတဲ့ဘယ်ကိစ္စပဲဖြစ်ဖြစ်လဲပြိုမကြဘဲနဲ့ကြံ့ကြံ့ခံနိုင်တဲ့လူတွေဖြစ်ဖို့ဖြိုးကပြောချင်ပါတယ်အဲ့တော့ anti fragile ဆိုတဲ့ concept တွေဒီစာအုပ်ကတကယ်အရန်ကောင်းတဲ့စာအုပ်ပေါ့နော် things that gain from the disorder လို့ခေါ်တယ်ပေါ့နော် disorder ဆိုတာကရှုပ်ရှက်ခက်ပျက်စီးသွားတဲ့ဒုက္ခတွေများသွားတယ်ပေါ့နော်အခုဆိုရင်လည်းဖြိုးတို့တွေငလင်လုတ်တဲ့ဒုက္ခနေပြီးတော့မှပြန်ပြီးတော့ရလာတဲ့ကြီးထွားလာတဲ့ကိစ္စဖြိုးစရာအမြဲပြောသလိုမျိုးပဲပေါ့နော်ဖြိုးတို့တွေအမိုက်ထဲမှာရွှေရှာမယ်အမိုက်ထဲမှာရွှေအမြဲတမ်းရှိတယ်ဖြိုးတို့မိသားစုစီးပွားရေးဆိုရင်လည်းဖြိုးတို့ကဒန်ဂျစ်ပလတ်စတစ်လောက်တာအမိုက်ထဲမှာတောင်မှစီးပွားရေးလုပ်လို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ anti fragile ဆိုတဲ့ concept လေးကိုဖြိုးကဒီမှာအားလုံးကိုကိုယ့်ဘဝမှာဖြစ်ပျက်နေတဲ့ဒုက္ခတိုင်းကိုကြော်လွှားဖို့ရှာအတွက်နီးပြူကတစ်ခုအနေနဲ့ဖြိုးတို့အားလုံး anti fragile ဖြစ်ရမယ်အဲ့တော့ anti fragile ကိုသိဖို့ဆိုရင်အရေးကြီးဆုံး diagonal လေးတစ်ခုမျှဝေချင်ပါတယ်ဖြိုးတို့ဘဝမှာလုံးဝရှောင်လွှဲလို့မရတာကဘာလဲဆိုတော့အဲ့ဒီ black strand ဆိုတဲ့ concept တစ်ခုပါ black swan ဆိုတာကလူအများစုနားလည်ထားတာက white swan ငန်းဖြူတွေကိုပဲမြင်နေကြဖြစ်တော့လူတွေအကုန်လုံးကငန်းဆိုတာကအဖြူပဲရှိတယ်လို့ထင်နေတကယ်တမ်းကျတော့ black swan ငန်းမဲတွေလည်းရှိပါတယ်အဲ့ဒါကဖြိုးတို့ဘဝမှာနေ့စဉ်ဖြတ်တန်းတဲ့အချိန်မှာဟုတ်တယ်ကျောင်းသွားတဲ့သူကကျောင်းပုံမှန်သွားတယ်အလုပ်လုပ်တဲ့သူကအလုပ်ပုံမှန်လုပ်တယ်အိမ်အောင်တဲ့ကကလေးထိန်းတယ်မိသားစုဝေယဝတ်ဆလုပ်ပေးတယ်အဲ့လိုမျိုးနေ့စဉ်နေ့ထူကကိစ္စတွေအတောက်လျှောက်လုပ်တဲ့အချိန်မှာလူတွေရဲ့စိတ်မှာ confirmation bias ဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ဘဝကြီးကတည်ငြိမ်အေးချမ်းနေတယ်ဘုံနေမြဲကြားနေမြဲဖြစ်မယ်လို့ထင်တယ်ဒီတိုင်းပဲဒီနေ့ဒီလိုဖြစ်တယ်လို့မျိုးနောက်နေ့ကျလည်းဒီတိုင်းပဲဆက်ဖြစ်သွားမယ်လို့လူတွေရဲ့စိတ်ကထင်နေတာဒါပေမဲ့တကယ်တမ်းကျတော့လောကသဘာဝကblack swan ဆိုတဲ့ကျွန်တော်အားလုံးဘယ်တော့မှဆိုရင်မျော်လင့်မထားတဲ့ပြဿနာတွေဥပမာ COVID-19 လိုမျိုးဒါဖြိုးတို့ခေတ်မှာ COVID-19 ဖြစ်တာမဟုတ်ဘူးခေတ်အဆက်ဆက်မှာတမိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဒီအဲ့လိုမျိုးကက်ယောဂတွေအများကြီးရှိခဲ့တယ်အခုဆိုရင်လည်းငလင်လုတ်တဲ့ဥစ္စာကိုကျွန်တော်တို့ခု2025မှာကြုံတွေ့ရတယ်ဒါငလင်ဆိုတဲ့ဘေးအန္တရာယ်ကလည်းကိုယ်နိုင်ငံမှာမဟုတ်ဘူးကမ္ဘာမှာရှိသမျှနိုင်ငံတွေသူ့ဟာနဲ့သူကြော်လွှားရတယ်အဲ့တော့ဒီ blood strand ဆိုတာကကျွန်တော်တို့မမျှော်မှန်းထားတာပဲရှိတယ်မဖြစ်ဘူးဆိုတာမရှိနိုင်ဘူးမဖြစ်ဘူးဆိုတာလုံးဝမဟုတ်ဘူးလူရဲ့သဘောတဘာဝအရာကျွန်တော်တို့လူတွေဆိုတာကဒီလိုမျိုးတဘာဝဘေးအန္တရာယ်တွေနဲ့အမြဲတမ်းရှင်တွဲနေထိုင်ခဲ့ရတာပါအဲ့တော့ကျွန်တော်တို့ black strand လိုမျိုးလုံးဝမထင်မှတ်ထားတဲ့ကြီးကျယ်တဲ့ဒုက္ခအကြီးကိုဖြစ်သွားစေမဲ့ chaos ပေါ့ပြဿနာအကြီးကိုဖြစ်စေတဲ့ events တွေဘဝမှာအမြဲတမ်းကြုံတွေ့နိုင်ခြေရှိတယ်ဆိုတာကိုနံပါတ်1လက်ခံကျင့်သုံးရမယ်ဒါအခုလက်ရှိပေါ့ဒါငလင်ဖြစ်လို့ဒီမှာနေပြီးတော့မဟုတ်နောင်လဲဒုက္ခတွေဒီလိုမျိုးအခက်ခဲတွေကြီးမားတဲ့ပြဿနာတွေဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုအရင်တည်းကနေပြီးတော့မှကျွန်တော်တို့အားလုံးကနားလည်လက်ခံကျင့်သုံးရမယ်အဲ့တော့ဒီလိုမျိုး blood strand ဖြစ်ပြီဆိုရင်ကျွန်တော်တို့ကလူ၃မျိုးပေါ်ထွက်လာပါတယ်အဲ့ဒါကတော့ဒီ blood strand ရဲ့ဒီ diagram လို့ကြည့်မယ်ဆိုရင်ဘယ်သူမဆိုရင်ငလင်ဖြစ်တယ် short ဖြစ်သွားမယ် covid-19 ဖြစ်တယ် short ဖြစ်သွားမယ်ဒါပေမဲ့အဲ့ short ဖြစ်တဲ့
ထဲမှာပထမဆုံးလူတစ်မျိုးကတော့ fragile ဆိုတဲ့လူမျိုးပေါ့နော်အဲ့ fragile ဆိုတဲ့လူကဘာလဲဆိုတော့ very အထိမခံရွှေပကံနော် break easily under the stress စိတ်ဖိစီးမှုတွေဖြစ်တိုင်းမှာဂျုံကျသွားတဲ့လူမျိုးကိုပတ်ဝန်းကျင်မှာရှိလားနော်ကျွန်တော် anti fragile လုံးဝ opposite fragile ဖြစ်တဲ့လူမျိုးအဲ့လိုလူမျိုးတွေကကြတော့အခုလိုမျိုးဘဝပြဿနာတွေဖိစီးမှုတွေကြုံတိုင်းမှာသူတို့ကလောကတန်ကိုလုံးဝခံနိုင်ရမရှိတဲ့လူမျိုးတွေလောကတန်အတွက်ကြိုတင်မပြည့်စင်ထားဘူးလောကတန်ကိုစိတ်ထဲကနေပြီးတော့မှမျောလင့်မထားဘူးပေါ့နော်အဲ့တော့သူတို့တစ်ခုခုဖြစ်တိုင်းဖန်ခွက်လိုမျိုးပဲပြုတ်ကျလိုက်တာနဲ့တခါတည်းကွဲပြီးတစားစီဖြစ်သွားတယ်အဲ့လိုမျိုး example for example ဆက်ဆက်ထိမခံတဲ့လူမျိုးပေါ့နော်ဥပမာကျွန်တော်တို့ fragile ဖြစ်တဲ့သူတွေကအခုလိုတကယ့်အကြီးမားတဲ့လောကဒဏ်တွေထားပါတော့တယောက်နဲ့တယောက်တငယ်ချင်းမိတ်ဆွေပေါင်းတင်ခင်ကြရတယ်ဒါပေမဲ့ပြဿနာလေးတစ်ခုဖြစ်ပြီးတော့မှမခေါ်နိုင်မပြောနိုင်ဖြစ်သွားတယ်ဒါက fragile ဖြစ်တဲ့ဆက်ဆံရေး fragile ဖြစ်တဲ့ဆက်ဆက်ထိမခံတဲ့ဖန်ခွက်လိုစိတ်သက်ရှိတဲ့လူစားမျိုးဘသူနဲ့မဆိုရင်နည်းနည်းလေးပြဿနာဖြစ်ပြီးဆိုရင်ကိုယ်အလွယ်တဲ့ပြဿနာဖြစ်ရင်မခေါ်နိုင်မပြောနိုင်ဖြစ်သွားတယ်အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ကကိုကဖန်ခွက်လိုမျိုးလူဖြစ်မယ်ဆိုရင်လောကကြီးမှာရှင်သန်ဖြတ်သန်းနိုင်မယ်ထင်လားဟမ် no ဘာလို့လဲဆိုတော့စိတ်ဖိစီးမှုတွေပြဿနာတွေဆိုတာကျွန်တော်တို့ ਨੇ နှစ်ပါးသွားနေရတာအမြဲတမ်းဘဝမှာရှိမှာပဲအခုပြဿနာတစ်ခုကိုဖြေရှင်းပြီးသွားပြီဆိုရင်လည်းနောက်ထပ်ပြဿနာတစ်ခုကိုအမြဲတမ်းကြုံတွေ့နေရမှာပဲဒါကသဘာဝပဲဒါကြောင့်မလို့ fragile ဖြစ်တဲ့သူကတော့เนาะတိမမွားလေးဖြစ်ရင်တောင်ပျက်စီးနေပြီအခုလိုမျိုးเนาะဒီ COVID-19 လိုမျိုးငလင်လိုမျိုးရေကြီးတာလိုမျိုးပြဿနာတွေဖြစ်ရင်တော့သူတို့တွေကလူကြားဥမှာပါယူသွားတာတို့เนาะလုံးဝမခံနိုင်တော့ကိုတက်တည်သွားတယ်ဆိုတဲ့လူတွေကဒီ fragile ဖြစ်တဲ့လူတွေဖြစ်ပါတယ်အဲ့လိုမျိုး fragile လုံးဝဖြစ်လို့မရအောင်เนาะဖြိုးတို့ကလူဆိုတာကเนาะအခုဖြိုးပြောတဲ့ anti fragile ဖြစ်ရမယ်ဒုတိယလူစားကတော့ဒီပြဿနာတွေဖြစ်ပြီဆိုရင် robust လူမျိုးအလဲလက်နော်သူတို့တွေက they can resist the stress without breaking ဖန်ခွက်လို့တော့ပြုတ်ကျမသွားဘူး rubber တုံးလိုမျိုးပဲနော်သူကတခုခုပြုတ်ကျရင်သူ့ဟာနဲ့သူဘိုးနေမြဲကြားနေမြဲအရင်ကနေရာကိုပြန်ရောက်သွားတယ်they are not affected by the stress စိတ်ဖိစီးမှုတွေကြောင့်မလို့ဘာမှတိတ်ပြီးတော့မှထိရောက်မှုမရှိဘူးအရင်တုန်းကကိုက COVID-19 ဖြစ်တယ်ပျော်ပပနေတတ်တယ်ခဏလေးတော့စိတ်ညစ်သွားတယ်ပြီးတော့ကိုပျော်ရွှင်နေကြပုံစံပဲပြန်ပြီးတော့ပျော်ရွှင်သွားတယ်ပေါ့နော်အရင်အခြေအနေကိုပြန်ရောက်သွားတဲ့လူမျိုးကကြတော့သူတို့တွေကဒါ robust stage မှာရှိရပေါ့နော်ဒါပေမဲ့ဖြိုးတို့ကအဲ့ robust stage မှာရက်နေလို့မရအောင်ဒီစာအုပ်မှာအဓိကပြောချင်တာက gain from the disorder နော် gain from the disorder anti fragile လုံးဝထိရှလွယ်တဲ့သူတာမန်အခြေအနေကိုပြန်ရောက်သွားတဲ့သူတွေထက်နောက်တစ်ဆင့်ဖြိုးကလည်းအားလုံးဖြစ်စေခြင်းတဲ့ပုံစံအဲ့ဒါဘာလဲဆိုတော့ you benefit from the stress စိတ်ဖိစီးမှုတွေကနေပြီးတော့မှအကျိုးစီးပွားအကျိုးကျေးဇူးတွေအများကြီးရအောင်ယူနိုင်တဲ့သူဖြစ်ပါတယ်အဲ့တော့ဖြိုးနဲ့တူဖြိုးကအကုန်လုံးကိုเนาะအခုလိုမျိုးဒုက္ခတွေတုက္ခတွေဖြစ်ပြီးဆိုရင်အဲ့ဒီဒုက္ခတွေကနေပြီးတော့မှเนาะကိုရှောင်လွဲလို့မရတဲ့ဒုက္ခတွေကနေပြီးကိုဘာကို gain ဖြစ်အောင်လုပ်မလဲဆိုတာကိုဖြိုးတို့အားလုံးစိတ်ထဲမှာထည့်ပြီးတော့မှစဉ်းစားသင့်တယ်ပြင်ဆင်သင့်တယ်ဒါလေးကိုမြင်အောင်ဖို့ဆိုဥပမာဘောလုံးတစ်လုံးကိုကမြင်အောင်ကြည့်လိုက်ဘောလုံးတစ်လုံးကိုပစ်ချလိုက်တယ်ဆိုရင်အဲ့ဘောလုံးကဖြစ်တဲ့နေရာမှာပဲပြန်ရောက်လာမှာမဟုတ်ဘူးပုံမြင့်တဲ့နေရာကိုရောက်သွားမှာကိုကလည်းဘောလုံးလိုလူစားမျိုးဖြစ်ရမယ်နော် stress ဖြစ်လို့အဲ့ stress တွေကနေ learning လို့ adaptation လုပ်ပြီးတော့မှကိုကကြီးထွားလာတာမျိုးပေါ့နော်နောက်ထပ် example တစ်ခုကိုစဉ်းစားကြည့်အောင်ကိုတငယ်ချင်းနဲ့စကားများတယ်တဲ့အဆင်မပြေဖြစ်တယ်အဲ့တော့ anti fragile ဖြစ်တဲ့သူကအဲ့ဒီစကားများတဲ့ကိစ္စကိုတေချာဆွေးနွေးတိုင်ပင်ပြီးတော့မှ तू ကဘာမှလဲကိုကဘာမှလဲကိုယ့်ဘက်ကနေပြီးတော့မှအားနည်းချက်ကဘာဖြစ်သွားလဲသူ့ဘက်ကအားနည်းချက်ကဘာဖြစ်သွားလဲဆိုတာကိုတယောက်နဲ့တယောက်တိုင်ပင်ဆွေးနွေးပြီးတော့မှအရင်ကဆက်ဆက်ရေးထက်ပို့ပြီးတော့မှလေးနဲ့တဲ့ပို့ပြီးကောင်းမွန်တဲ့လူနှစ်ယောက်ဖြစ်လာပြီးတော့မှဆက်ဆက်ရေးကပို့ပြီးတော့မှနောက်တစ်ဆင့်ရောက်သွားတာမျိုးကဒီ anti fragile ဖြစ်တဲ့လူတွေရဲ့လက္ခဏာဖြစ်ပါတယ်နော် robust ဖြစ်တဲ့သူတွေကတော့ okay နေနဲ့ငါနဲ့အဆင်မပြေဘူး okay ဒါပေမဲ့ခွင့်လွတ်တယ်အရင်က level အတိုင်းပဲပြန်ပြီးတော့ခင်မနေကြမယ်အဲ့တော့ तू က anti fragile နဲ့ဘာကွာလဲဆိုတော့ဒီကိုယ့်ဘက်ကလည်းသူ့ရဲ့အမားကိုထောက်မပြတယ်လို့မျိုးသူ့ဘက်ကလည်းကိုယ့်အမားကိုထောက်မပြဘူးဒါပေမဲ့ခင်မင်မှုကဒုံရင်ပဲရှေ့က fragile ဖြစ်တဲ့လူလိုမျိုးတော့ကိုကပျက်စီးမသွားဘူးဒါကြောင့်မလို့ဒီပုံစံသုံးခုကအရန်ကွာပါတယ်ဖြိုးကတော့ဖြိုးတို့မြန်မာပြည်မှာရှိသမျှဖြိုးနဲ့တူပေါ့နော်ချစ်ရတဲ့သူတွေအကုန်လုံးကို anti fragile ဖြစ်တဲ့အထိကိုပြင်ဆင်စေခြင်းနဲ့အဲ့တော့နောက်တစ်ခုကတော့ဖြိုးတွေ
stress နဲ့ပတ်သက်လာရင်ဒီ anti fragile လို့ပြောရင်းနဲ့မှာ stress ကိုနည်းနည်းလေးပို့ပြီးနားလည်အောင်ရှင်းပြခြင်းတယ်လူတွေကဖိစီးမှုလို့ပြောလိုက်ပြီးဆိုရင်အရန်ကို negative ဆန်တယ်ပေါ့နော်ဒါကိုယ့်ဘဝမှာဖိစီးမှုရှိတယ်ဆိုတာမကောင်းဘူးလို့ထင်ကြတယ်တကယ်တမ်းကျတော့ stress က is very needed in our life ဖြို့တို့ဘဝမှာစိတ်ဖိစီးမှုဆိုတာကလူတဘာဝအရာလိုအပ်ပါတယ်မဖြိုးရဲ့ဘလို့လိုအပ်မှာလဲနော်အေးစစ်နေရရင်ပြီးရောလို့ထင်လိမ့်မယ်မဟုတ်ပါဘူး there are good stress နဲ့ bad stress ဆိုပြီးတော့ရှိတယ်အဲ့ stress နှစ်မျိုးစိတ်ဖိစီးမှုနှစ်မျိုးရှိတယ်ဆိုတာကိုကျွန်တော်တို့နားလည်တယ်ဆိုရင် stress ကလူတယောက်ရှင်သန်ဖို့ရှာကြီးထွားဖို့ရှာအတွက်ဘလောက်အရေးကြီးလဲဆိုတာပို့ပြီးတော့မှနားလည်လာပါလိမ့်မယ်အဲ့တော့ good stress ဆိုတာကအခုမြင်နေရတဲ့ပေါ့နော်ဒီ graph လေးကိုကြည့်မယ်ဆိုရင် pressure လူတယောက်မှာ pressure အလုပ်လုပ်တယ် pressure မရှိရင်ကိုကအာယုံမဆိုင်ဘူးကျောင်းသူ pressure မရှိရင်စာမကြက်ချင်ဘူးဖြို့ family တခုမှဆိုရင်လည်းเนาะမိသားစုရဲ့တာဝန်တွေကိုထမ်းဆောင်စရာမလိုတဲ့သူ pressure မရှိဘူးဆိုအဲ့ကလေးကထွန်းထွန်းပေါက်ပေါက်တိတ်ပြီးတော့မဖြစ်လာဘူးလူတယောက်မှာအဲ့ pressure ကအရေးကြီးပါတယ်တစ်ချိန်တည်းမှာပဲအဲ့ pressure နဲ့ performance ပေါ့เนาะ performance ဆိုတာကိုရရှိတဲ့ pressure ကကိုလုံနိုင်တဲ့ performance နဲ့အရင်ကြီးကွာလုံးအချင်းရဆိုရင်လည်းဒီမှာရှေ့မှာပေါ့နော် burn out ဆိုပြီးတော့ဖြစ်တယ်ဒါ bad stress မကောင်းတဲ့ stress တွေဖြစ်တာကဒီနေရာမှာဖြစ်တာဘာလဲ pressure က very high ပြီးရင်ကိုယ့်ရဲ့ performance ကကြတော့အဲ့မှာမလုံနိုင်ဘူးပေါ့နော်ဥပမာအခုလိုမျိုး natural disaster တွေဖြစ်တယ်ငလင်လှုပ်တယ်ရေကြီးတယ် covid ဖြစ်တယ်အဲ့ချိန်ကျွန်တော်တို့က pressure က very high ပြီးရင်ဒီဟာတွေကိုဘယ်လိုမျိုးရင်ဆိုင်ဖြတ်တန်းရမလဲဆိုတော့မသိဘူးဆိုရင် burn out ဖြစ်တာ okay ဒီ level ထိရောက်မသွားအောင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့က rest ပြီးရင်ကိုပေါ့နော်အနားပြန်ယူတာမျိုးနောက်တစ်ခုကဒီ burn out ထိဖြစ်မသွားအောင်လို့ဒီဗီဒီယိုမှာနောက်ဆုံးမှာနေ့စဉ်ဘဝမှာဘယ်လိုမျိုးကျင့်သုံးရမလဲဆိုတာကိုတေချာရှင်းပြပေးမယ်ဒါပေမဲ့ဒီထိပုံမှန်ဆိုကျွန်တော်တို့အားလုံးကမရောက်ပါဘူးလူအများစုပြဿနာကဒီဘောဆိုတဲ့ပြင်းပြင်းကြီးနဲ့နေရတာကိုပဲတကယ်ကောင်းမွန်တဲ့ဘဝလို့မှားပြီးတော့မှထင်နေကြတာတကယ်တမ်းကျတော့ဘောပြင်းနေတာကကိုယ့်ရဲ့ pressure ဘာမှမရှိဘူးပြီးရင်ကိုယ့် performance เนาะကိုလုံနိုင်တဲ့ performance ကိုလည်းမလုံနေတဲ့အချိန်ကျတော့လူအများစုပြင်းနေတာဒါဘာလဲဆိုတချို့တထေးတွေပတ်စံလည်းအရန်ရှိတယ်ဘာမှလုပ်စရာမလိုတော့ဘူးဆိုသူတို့ဘဝရပြင်းစရာကြီးပြီးတချို့အိမ်အောင်တွေပေါ့နော်ဒီကိုအပြင်ထွက်ပြီးစီးပွားရေးရှာစရာမလိုတဲ့အမျိုးသမီးတွေဆိုရင်ဒီမှာရောက်နေတာဒီတကယ်ဒီနေရာမှာလူတွေကစိတ်ကူးယဉ်နေတာအဲ့နေရာမှာနေရပြီဆိုရင်လည်းစိတ်မချမ်းသာပါဘူးဘာကြောင့်မို့လဲကိုယ့်ရဲ့တကယ်လုံနိုင်စွမ်းအားလိုအပ်တဲ့ pressure တခုမရှိလို့အဲ့တော့ဖြိုးတို့အားလုံးကလိုအပ်တဲ့ pressure တခု moderate เนาะအလဲ pressure တခုနဲ့ကိုယ့်ရဲ့ performance ကိုလုံနိုင်တဲ့စွမ်းအားရှိတဲ့နေရာဒီမှာ optimal performance ဆိုတာဒီနေရာမှာရှိတာကိုယ့်ရဲ့ stress zone ပေါ့နော်ကိုလုံနိုင်တာကို stress ဖြစ်သွားအဲ့တော့ anti fragile ဖြစ်တဲ့သူဆိုတာကလည်းသူ့ကိုယ်သူအမြဲတမ်းဒီ level မှာထားတာနော် pressure အနည်းနဲ့များရှိတယ်ပြီးတော့ကိုလုံနိုင်တဲ့အဲ့ pressure ရှိတဲ့ကိစ္စကိုဖြည့်ရှင်းနိုင်တဲ့စွမ်းအားလုံနိုင်တဲ့စွမ်းအားကိုလည်းဂိတ်ဆုံးထိရအောင်လို့စ조사ပြီးတော့လုပ်တယ် for example ပြောတော့လူတယောက်က tennis ရိုက်တယ်နော်ကိုတယောက်တည်း tennis ရိုက်နေကြပုံစံတိုင်းပဲရိုက်နေတာထက်တငယ်ချင်းနဲ့ပြိုင်ပွဲဝင်ဖို့ရှာလုပ်တယ်အဲ့ပြိုင်ပွဲကလည်းလုံးဝ national ပြိုင်ပွဲမဟုတ်ဘူးကိုအတိုင်းဝိုင်းထဲမှာပဲတယောက်နော်အပျော်ပြိုင်ပွဲဝင်တယ်ထားလိုက်တော့အဲ့လိုမျိုးအချိန်မှာဆိုရင်လူတယောက်က pressure မရှိဘူးလားရှိတယ် plus performance ကလည်းသူလုံနိုင်တဲ့စွမ်းအားအထိအမြင့်ဆုံးလုပ်တာဖြစ်တဲ့အတွက် optimal performance ကိုရတာဖြစ်ပါတယ်အကယ်၍နောက်ထပ် example တစ်ခုရဆိုဒီလူကသူပြိုင်ပွဲကိုသူလုံနိုင်တဲ့စွမ်းအားတဲ့ပို့ပြီးတော့မှနော်မြို့နယ်ပြိုင်ပွဲအဲ့လိုပြိုင်ပွဲတစ်ခုမှသွားဝင်နေဆိုရင်တော့လုံးဝ strain ဖြစ်သွားမှာသူလုံနိုင်တာတဲ့အများကြီးကိုဆွဲချလိုက်တာအဲ့တော့အဲ့ထီရောက်အောင်မသွားဘဲနဲ့ကိုအမြဲတမ်းပဲဒီအစိမ်းနေရာမှာပေါ့နော် pressure အတော်အသင့်ရှိရမယ်ပြီးတော့ရင်ကိုလုံနိုင်တာကိုဂိတ်ဆုံးထိလုံကိုလုံနိုင်တဲ့စွမ်းအားဂိတ်ဆုံးထိလုံမယ်ဆိုရင်ကိုကဒီ anti fragile လူမျိုးဖြစ်လိမ့်မယ် anti fragile လူမျိုးတွေကဘာလဲဆိုတော့အဲ့လိုမျိုးအမြဲတမ်းပုံမှန်ကျင့်သွားမယ်ဆိုရင်လူကတခုခုပြဿနာဖြစ်ပြီဆိုရင်ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းအားเนาะအဆက်ဆက်ထိမခံဆိုတာကဒီမှာအမြဲတမ်းဒီနန်းလေးမှာနေတဲ့သူတွေအနီနေရာမှာနေတဲ့သူတွေပေါ့နော်ဘာလဲဆိုတော့သူတို့ကလှုပ်ရှားရှိရဘယ်တော့မှမလုပ်ဘူးသူတို့ဘဝမှာ challenge တွေမရှိဘူးအမြဲတမ်းပဲဒီပုံမှန်လေးတိုင်းပဲသွားနေတယ်အဲ့လိုပုံမှန်လေးတိုင်းဆိုတာကဒါဘဝဆိုတာပုံမှန်လေးတိုင်းသွားနေရမှာမဟုတ်တာကြီးเนาะဒါအကုန်လုံးကိုယ့်ဘက်ကိုပြန်ပြီးတော့မှသုံးသက်ကြည့်လိုက်ဒုက္ခတွေကသူ့အနေနဲ့သူမခေါ်လဲလာမှာပဲဟုတ်တယ်เนาะကျွန်တော်တို့လူဆိုတာကမြစ်ဘေးမှာရှိနေတဲ့အိမ်လိုမျိုးပဲမြစ်ဘေးမှာရှိနေရဆိုရင်တော့ရေကြီးပြီးတော့မှအိမ်ထဲကိုရေကဝင်မှာပဲ
အဲ့လိုမျိုးဒုက္ခတွေကိုမလာပါနဲ့လို့ပြောနေတာကမိုင်မဲရကြမယ်ဒုက္ခတွေကို welcome လုပ်ပါဒုက္ခတွေကိုကိုကမိတ်ဆွေဖွဲ့ထားပါအဲ့လိုမျိုးမိတ်ဆွေဖွဲ့ဖို့ဆိုရင်ကိုအမြဲတမ်း train နေဖို့လိုတယ် stress တွေစိတ်ဖိစီးမှုတွေ pressure တွေကိုနေ့စဉ်ကျင့်သုံးနေဖို့လိုပါတယ်ဆက်ထိမကန်ဖြစ်တဲ့ fragile လူမျိုးတွေကဒီ border မှာရှိတဲ့လူတွေပေါ့နော်ပြီးရင် robust ဖြစ်တဲ့သူကလည်းဒီအဝါလိုမျိုးနေရာမှာရှိတဲ့သူတွေ comfort zone ထဲမှာရှိတဲ့သူတွေပေါ့နော်တကယ် anti fragile ဖြစ်တဲ့သူတွေဆိုတာသူတို့အမြဲတမ်းဒီနေရာမှာ train ထားတဲ့လူတွေအဲ့တော့ဖြိုးကအားလုံးကိုစိတ်ဖိစီးမှုတွေနော်ဘာပဲဖြစ်လဲပြိုကျမသွားဖို့ရှာအတွက်ဒီကို anti fragile လူသားဖြစ်အောင်နော်ဆက်ထိမခံလုံးဝမရှိဘူးပြီးရင်နော်ဒုံရင်ရောက်မသွားဘူးဖိစီးမှုတွေလာတိုင်းနောက်တစ်ဆင့်ကိုရောက်သွားတဲ့လူမျိုးဖိစီးမှုတွေလာတိုင်းအမြဲတမ်းပဲကိုယ့်ရဲ့ game က app နော်အပေါ်တက်သွားတဲ့လူမျိုးဖြစ်အောင်လို့အခုဒီ concept လေးကိုနားလည်ပြီးတော့မှအမြဲတမ်းစူးစမ်းပါငါဖြိုးဖြိုးရေးတဲ့စာအုပ်ကိုရှင်တို့ application မှာအတန်းနဲ့ရောစာနဲ့ပါဖတ်ရှုနားဆင်နိုင်ပါတယ်